ဒီနေ့မှာတော့ကျမတို့ EA channel လေးရနေပြီးရဟန်းကန်ရှင်ပြအလူတဲကမာကြီးရဲ့ရင်တွင်းစကားများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါအန်ဒီ။မင်္ဂလာပါ။အခုလိုခမ်းနားတဲ့ရှင်ပြရဟန်းကန်အလူတော်ကြီးကိုဘလို့စိတ်ကူးနဲ့များစတင်လုပ်ဖြစ်ခဲ့တာလဲရှင်။ဗုဒ္ဓဘာသာဝင်မိဘတယောက်အနေနဲ့ဒါအကြီးမားဆုံးတာဝန်တစ်ခုလို့ခံယူထားပါတယ်။တားရီမီတွေကိုတာသားပေါသွတ်ရတဲ့အခါမိဘတယောက်အနေနဲ့ဘလို့ခံစားရလဲရှင်။ရန်ကိုကြည်နူးပါတယ်။ဒီအချိန်မှာခံစားရတဲ့ပီတိကတော့ဘာနဲ့မှနိုင်ရှင်လို့မရပါဘူး။ကိုသားသမီးမျိုးတွေကိုဖျားသားတော်ဖြစ်မြင်ရတာတကယ်ကိုဖုံးကန်ကြီးမားပါတယ်ဒီနေ့အလူမှာရဟန်းလောက်ဘဏ္ဍပါတောင်တသားပေါင်ဝင်ကြမှာလဲရှင်ရဟန်းလောင်းက10ပါမောင်လောင်းက9ပါပြီးတော့ဖိုးသူတော်က5ပါရှင်သားတွေမိတွေသင်္ကန်းစီးကြတာကိုမြင်ရတဲ့အချိန်မှာတော့ဘဝမှာပျော်ဆုံးပါရှင်မောင်လောင်းဘာမှသမနေဖြစ်ဖို့ရင်ရက်သေးရွာရဲ့ကအများကြီးကအခုလိုအရှင်မမနဲ့ထိုးပြီးအခန့်ကျွေးမွေးရဆိုတော့ပြင်ဆင်ရတာပင်ပန်းပင်မဲ့စိတ်ထဲမှာတော့အမောပြနေမှာပဲเนาะဟုတ်ပါတယ်အပင်ပန်းခံပြီးဝိုင်းဝန်းကူညီပေးကြတဲ့ရွာတွေကလူငယ်တွေဆွေမျိုးတွေအရန်ကျေးဇူးတင်ပါတယ်အားလုံးကစေတနာပြေဝနဲ့ကူညီပေးကြတာမို့အလူကြီးကပို့ပြီးအောင်မြင်ပါတယ်ဒီအလူဟာကွယ်လွန်သွားတဲ့မိဘဘိုးဘရဲ့အတွက်ရည်စူးတာမျိုးရှိပါသလားဟုတ်ကဲ့ရှိပါတယ်ကျမတို့ကျူးမွေးခဲ့တဲ့မိဘနှစ်ပါးနဲ့ဘိုးဘွားတွေကိုအခုလိုသာသနာပြုတဲ့ကုသိုလ်တွေအမြတ်ပေးဝေပြီးကျေးဇူးဆက်ချင်လို့ပါတဏမာတုတော်မူကုန်သောမဟေတယောမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးတို့သည်အဘာတိရွှေနှုတ်တော်ကြာကမုံမှာသာသနာ့ဒါယကဆိုတဲ့ဘွဲကိုရိုက်ရှိသွားတဲ့အပေါ်ဘာများပြောချင်ပါသလဲဒါကယုံဝတ္ထုပစ္စည်းတွေထက်ပုံတန်မှုရှိတဲ့ဘွဲတစ်ခုပါသာသနာကိုထောက်ပံ့ခွင့်ရခဲ့တဲ့အတွက်ဥပုပ်ကိုဂုဏ်ယူရတားရီမီတွေကိုသာသနာ့ဘောင်မှာရှိနေစဉ်အတွင်းဘာတွေများသင်ယူစေခြင်းလဲရှင်အဓိကကတော့စိတ်ရှိသိက္ခာတတ်ဖို့နဲ့ကိုကျင်တရားကောင်းမှုပါဘုန်းကြီးကျောင်းကစီကံတွေကသူတို့နောင်နာဂတ်အတွက်ထောက်ကူဖြစ်မှာမို့ပါသာသာမီတောင်းပါပါအလူရှင်တယောက်အနေနဲ့ဒီနေ့မှာဘသူ့ကိုကျေးဇူးအတင်ဆုံးလဲရှင်ကျမတို့ရဲ့အမေကိုကျေးဇူးတင်တာပါဒီနေ့ရေစက်ချတဲ့အခါဘာတွေများအထိတ်တန့်ပြုမှာလဲရှင်မိသားစုအလုံးဘေးကင်းမှုနဲ့အလုံးနှိမ့်ရရကြောင်းထောက်ပံ့ဖြစ်ဖို့ဆုတောင်းပါပါကုသိုလ်အမြလူတော်မူကြပါကုန်လောသာဓုသာဓုသာဓုလောကီလောကအလူရှင်ဖြစ်ခြင်းတဲ့အခြားသူတွေကိုရောဘာများအားပေးစကားလေးပြောချင်ပါသလဲရှင်ငွေအများကြီးရှိမှလူနိုင်တာမဟုတ်ပါဘူးစေတနာထက်သန်ရင်ဘယ်လူမျိုးမဆိုအကျိုးကြီးပေးပါတယ်အားလုံးလည်းလူနိုင်လုံးလူသားကြပါလို့ပြောကြလို့ပါအခုလိုဖြေချပေးတဲ့အတွက်ကျမတို့ EG channel လေးကနေကျေးဇူးအထူးတင်ပါတယ်ရှင်နောက်ထပ်လည်းဒီတက်မကလူနိုင်တန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရှင်ပေးရစုလည်းပြပါလိမ့်သမီး